ဒီနေ့ပေါင်မောက်ခချုပ်ဆရာတော်ကြီးရဲ့စာနာစိတ်ဆိုတဲ့တရားလေးတစ်ပုဒ်နာဖြစ်ပါတယ်။စာနာစိတ်ဆိုတာကိုချင်းစာနာတဲ့စိတ်ပါပဲ။ကိုကောင်းတဲ့အရာတွေကိုရရှိခံစားခြင်းသလိုသူများလည်းခံစားခြင်းမှာပဲလို့တွေးကြည့်ပါ။ကိုကိုလေးစားစွာဆက်ဆံစေခြင်းသလိုသူများကလည်းသူ့ကိုတလေးတစားဆက်ဆံစေခြင်းမှာပါပဲ။ကိုကကောင်းတဲ့အရာကလေးတွေကိုလိုချင်သလိုသူများလည်းလိုချင်တတ်ပါတယ်။ဖုံဖုံကြီးကမေတ္တာဂရုဏာမုဒိတာဥပိ္ပခာဆိုတဲ့မြတ်မစိုးတရား၄ပါးကိုရှင်းပြသွားတာဖြစ်ပါတယ်။ကျမကိုတယောက်ကသူမကြိုက်တဲ့အရာမလိုချင်တဲ့အရာတစ်ခုကိုလက်ဆောင်အဖြစ်လာပေးတဲ့အခါကျမစိတ်ထဲမနစ်သက်ခြင်းကိုခံစားရပါတယ်။အဲ့ဒီပစ္စည်းကကိုယ့်အတွက်လည်းအသုံးမဝင်တာမို့သူများကိုလည်းလုံးဝပြန်ပေးခြင်းစိတ်မရှိပါဘူး။ဒီတော့ပုံတစ်ခုတည်းထည့်ပိတ်ပြီးသိမ်းဆည်းထားလိုက်ပါတော့တယ်။ကျမနှစ်သက်တဲ့အရာကလေးကိုတေးသေးချာချာလှလှပပလေးထုတ်ပိုးပြီးလက်ဆောင်ပေးတဲ့အခါမှာတော့အဲ့ဒီလက်ဆောင်ကလေးကိုနှစ်သက်တဲ့စိတ်လက်ဆောင်ပေးသူကိုကျေးဇူးတင်တဲ့စိတ်ကလေးနဲ့ပစ္စည်းကလေးကိုအသုံးပြုတိုင်းကျေနပ်ပျော်ရွှင်စွာနဲ့ပေးသူကိုမေတ္တာတွေပို့ပေးနေမိတော့တာပါပဲတဆက်ထဲမှာပဲသူများကိုလက်ဆောင်ပေးတဲ့အခါမှာလည်းသူတကယ်လိုအပ်နေတဲ့လိုချင်နေတဲ့အရာကလေးကိုတည်တည်ချာချာစုံစမ်းပြီးမှလေးလေးနက်နက်လှလှပပကလေးထုတ်ပိုးပေးရတာကိုပျော်ရွှင်လာပါတယ်ကိုမကြိုက်တဲ့ပစ္စည်းဆိုသူလည်းကြိုက်မှာမဟုတ်ဘူးလေဆိုပြီးဘယ်တော့မှမပေးဖြစ်တော့ပါဘူးပေါင်းတဲ့ဆက်ဆံရေးမှလည်းအလားတူပဲကျမပြောတဲ့စကားကိုသူတစ်ပါးကိုနားထောင်စေခြင်းနဲ့ဆိုရင်ကိုကစပြီးသူစကားကိုစိတ်ပါလက်ပါစိတ်ဝင်တစားနားထောင်ပေးလိုက်ပါတယ်ကျမကိုချိုတာရင်ကျေးစွာဆက်ဆံတာကိုနှစ်သက်သလိုသူတစ်ပါးကိုလည်းကိုကစပြီးရင်ကျေးချိုတာစွာဆက်ဆံပေးပါတယ်ကိုကိုအပြစ်တင်ဝေဖန်တာမကြိုက်သလိုသူတစ်ပါးကိုလည်းအပြစ်မတင်မိအောင်မဝေဖန်မိအောင်ကြိုးစားပါတယ်ကိုကိုဂယုစိုက်တာနှွေးထွေးစွာဆက်ဆံပေးတာကိုသဘောကျသလိုသူတစ်ပါးကိုလည်းကိုကစပြီးဂယုတဆိုင်နှွေးနှွေးထွေးထွေးတန်ဖိုးထားပြီးပေါင်းသင်းဆက်ဆံပေးတတ်ပါတယ်ကိုကစပြီးလှိုက်လဲဖော်ရွေစွာဆက်ဆံပေးတဲ့အခါသူတစ်ပါးစီကလည်းကိုပေးတဲ့အတိုင်းခင်ခင်မင်မင်လှိုက်လဲလဲတုံ့ပြန်လာတတ်ပါတယ်ကိုကအရန်ကောင်းနေပေမဲ့ပြန်မကောင်းနိုင်တဲ့ဆက်ဆံရေးမျိုးကိုတော့ချွင်းချက်အဖြစ်ဥပိ္ပခာသာပြုထားလိုက်ပါတော့တယ်ကိုပေးတာနဲ့ထိုက်တန်သူကသာရမှာဖြစ်ပါတယ်ဆက်ဆံရေးမပြေပြစ်သူရိုင်းပြအေးဆက်သူတစ်ဖက်သားအပေါ်လေးစားမှုမပေးတတ်သူမျိုးကိုတော့ဝေးဝေးသာရှောင်လိုက်ပါတယ်သူကပေးမယ်စိတ်ပြတ်နာကျင်ရခြင်းတွေကိုလက်မခံတော့ပါဘူးအစိတ်အတောက်ရှိတဲ့အစာအစာကိုရှောင်တယ်လို့မျိုးပဲအစိတ်အတောက်ရှိတဲ့သူမျိုးကိုလည်းရှောင်ရှားလိုက်တာဟာကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့စိတ်ဆွမ်းအင်ကိုချွေတာလိုက်တဲ့သဘောပါပဲကိုအရန်လိုချင်တဲ့အရာကလေးတစ်ခုရတဲ့အခါပျော်ရွှင်ရတယ်လို့ပဲသူများလည်းဒီလိုအရာမျိုးကိုလိုချင်မှာပဲဆိုတဲ့စာနာစိတ်ကလေးထားကြည့်ပါကိုလိုချင်တဲ့အရာကိုသူများကိုကိုကစပြီးပေးကြည့်ပါဒါဟာပျော်ရွှင်မှုစဝိုင်းကလေးရဲ့အစားကိုစတင်လိုက်တာပဲဖြစ်ပါတယ်